မင်္ဂလာပါရှင်ချစ်မိတ်ဆွေခုနှစ်ရက်သမီးရှင်တွေဖွားများအားလုံးလို့ပေါ့နော်ဆရာမပွင့်နေခိုင်ရဲ့ယခု official account လေးဖြစ်တယ်ပေါ့နော်ဒီ account TikTok account တစ်လေးကနေပြီးတော့ဘ ഹു တုဒစိတ်ခွန်အားဖြစ်စေမဲ့စာပေလေးတွေဆရာမရဲ့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ထဲကဆရာမရဲ့ page မှာတင်ပေးခဲ့ပြီးတော့ပေါ့နော်အများကြီးပဲစိတ်ခွန်အားတွေဖြစ်ခဲ့တယ်ပြောင်းလဲတိုးတက်မှုတွေလည်းအများကြီးဖြစ်ခဲ့တယ်အရန်တတိရတယ်အရန်လွမ်းနေဆိုပြီးတော့ဆက်သွယ်လာကြတဲ့ဆရာမပွင့်နေခိုင်ချစ်လာစွာတော့ပေါ့နော်တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့လေဆရာမအချိန်အားရင်အားတယ်လို့ပေါ့နော်ဘ ഹു တုဒခွန်အားဖြစ်စေမဲ့စာပေလေးတွေကိုလည်းဆရာမတင်ပေးသွားပါမယ်ရှင်စာဖတ်ပရိသတ်အားလုံးတို့ရောချစ်ခင်လှစွာချစ်မြတ်လို့ရတော့ချစ်မိတ်ဆွေခုနှစ်ရက်သမီးရှင်တွေဖွားများအပေါင်းချစ်တပည့်သမီးအပေါင်းတို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေအသက်ရှူတိုင်းငွေတွေဝင်ပါစေအာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခဖြာဖြာနဲ့ပြည့်စုံပါစေလို့ဆရာမကဆုမွန်ကောင်းတောင်းပါတယ်နော်ဆရာမပွင့်တဲ့ခိုင်ပါရှင် follow လေးမနှိပ်ရသေးဘူးဆိုလို့ရှိရင် follow လေးနှိပ်အပေါင်းလေးနှိပ်ပြီးတော့ကံကောင်းပြီချမ်းသာပြီလို့ comment လေးရေးသွားပေးပါများလေး share ပေးပါနော်ဆရာမများစွာစူးစမ်းပြီးတော့တင်ပေးပါမယ်နော်ဆရာမရဲ့3ရက်စာ hostel နေကြည့်ပြီးတော့ပေါ့နော် hostel လေးတွေကလည်းမှန်တယ်ငွေပိုက်ဆံတွေလည်းရတယ်ကံကောင်းတယ်ဆိုတဲ့တူတယောက်ချင်းစီတိုင်းအတွက်လည်းအယံဝမ်းသာဂုဏ်ယူပါတယ်များစွာလည်းစူးစမ်းပေးပါမယ်နော်ဆရာမ hostel 6လပိုင်းအတွက်အထူး hostel လေးတွေလည်းတင်ပေးမယ်အစွမ်းထက်အထူးတော့ရေတရာလေးလည်းတင်ပေးမယ်နော်နေ့နဲ့အလိုက်လည်းတိတ်ချာပြည့်စုံလေးတင်ပေးသွားမှာဖြစ်ပါတယ်ရှင်6လပိုင်းမှာဆရာမပွင့်နေခိုင်တဲ့အတူတူရွှေလက်တွဲပေါ့နော်အဋိဌံဝင်ကြမဲ့9ရက်သမီးရှိနေဖွားများအားလုံးတို့ကိုအတွက်လည်းပဲဆရာမအသေးစိတ်လေးပေါ့နော်6လပိုင်းအတွက်လည်းလိုအပ်တာလေးလည်းပြောပေးသွားပါမယ်တင်ပေးသွားပါမယ်ရှင်ဆရာမပွင့်နေခိုင်တဲ့အတူတူအခုမှစပြီးတော့ရွှေလက်တွဲအဋိဌံဝင်မဲ့သူတွေကလည်းဆရာမရဲ့ဝေါ်ရဲကိုဝင်ပြီးတော့လေ့လာပေးပါကြည့်ပေးပါဆရာမပွင့်နေခိုင်ရဲ့ official account နောက်တစ်ခေါက်ရှိပါသေးရဲ့နော်follow များစွာရှိရဲ့အဲ့ official account လေးမှာလည်းပဲဆရာမပင်လေးတွေထောက်ထားပါတယ်เนาะအထိတ်ထန်နဲ့ပတ်သက်ပြီးတော့လစဉ်လာတိုင်းဝင်လာခဲ့ကြတယ်ပေါ့เนาะအသေးစိတ်လေးတွေကိုလည်းပဲဆရာမတည်ထားပေးပါတယ်ရှင့်အထိတ်ထန်ဆောင်ရွက်လေးမရသေးတဲ့သူတွေဆူတောင်းနီးမသိသေးတဲ့သူတွေဆရာမပွင့်နေခိုင်းတဲ့အတူတူပေါ့เนาะရွှေလက်တွဲပြီးတော့ဆရာမရဲ့ရွှေပါးစပ်ငွေပါးစပ်နဲ့ပေးတဲ့အထိတ်ထန်ကိုအောင်မြင်နဲ့ဝင်ကျင်နေဆိုတဲ့သူတွေကန်ဆာတာမြင့်လက်ပွင့်ပြီးတော့စီးပွားရေးလူမှုရေးကျန်းမာရေးအတွက်ပေါ့เนาะဆူတောင်းဒိတ်ထန်ပြုကျင်တဲ့သူတွေကတစ်ချက်မှပဲလှူစရာမလိုပါဘူးဆရာမကိုဖုန်းဆက်ပြီးတော့ပေါ့နော်ဆရာမရဲ့ဖုန်းနံပါတ်693694328ပေါ့နော် Viber ကနေ high ပြီးတော့ဆက်သွယ်တောင်းယူနိုင်ပါတယ်ရှင့်ချစ်မိတ်ဆွေ9ရက်သမီးရှင်တွေဖွားများအားလုံးတို့စိတ်ချမ်းသာကိုယ်ကျန်းမာပါစေကံကောင်းချမ်းသာပါစေရှင်